ညကြရင်ပဲနှုတ်ရတယ်နေခင်းကြရင်မိမကိုမုတ်ဟင်းငါးရောက်မှုကူလုပ်ပေးရတယ်ဘဝကဒီလောက်ဆိုပျော်စရာမကောင်းတော့ဘူးနော်အဲ့မလေးခုခိတ်ကုံဈေးနှုန်းနဲ့နေရောညပါအလုံးလုံးမှတော်ကားကြမယ်မလွယ်ဘူးအိမ်စရိတ်တာဝန်လည်းပေါ့သေးသေးမထင်နဲ့ငါပြုတ်ပြီးရင်တော့ငါပြောပင်သွားခုတ်အောင်အပင်ကြီးကြီးခုတ်ခဲ့နော်နင်ကလည်းငါ့ကိုတစ်ခုပြီးတစ်ခုခိုင်းနေတာပဲမိမဂူနောအန်နနောဆိုတာကျုပ်ပဲခိုင်းတာလှုပ်ကြွေးတာသာပြောတာခံမမဟုတ်ရင်ပစီနဲ့မပြီးတော့ဘူးပင်ပန်းလို့လည်းမနာရဘူးကြောက်ကိုဈေးသွားပေးအောင်နနန်ပင်ရဲ့ဘဲဥရဲ့ကြက်တုံနီကြက်တုံဖြူငရုတ်တီးမုတ်ဇပလင်သွားဝယ်ပေးအောင်ငါနာအောင်မယ်လေဘာမှစောက်ဖြစ်မရှိဘူးငါပြောပင်ကြီးမှလိုက်တာတသေးလေးခုတ်ခဲ့တယ်သူပြန်လာမှတွေ့မယ်တော်ယူလာခဲ့တဲ့ငှက်ပြောပင်ကတသေးလေးမို့လို့ကြောက်သွားပြန်ခုတ်တာနင်ကပစီပစက်အရမ်းများတယ်ဒီမှာနင်မာတာအကုန်ပါတယ်အစုံမပိုင်ရင်သွားပြန်ဝယ်ခိုင်းမှာကို့ဘာသာသွားဝယ်လေဟင်းရီကမှုေးနေတာပဲမိမကြီးသွားရောင်းလို့ရပြီတော်အိုးတယ်လာခဲ့မုတ်ဖက်ယူပြီးကြောက်သွားနှင်းတော့မယ်ကြောက်လက်ရမုတ်ဟင်းကားမှုလေးရမယ်နော်လာဝယ်ကြပါအောင်ဘယ်သူမှလာမဝယ်ခင်ကျုပ်တို့ရင်ဈေးဥဖောက်ပြီးလာသားကြပါအောင်